စားပွဲပေါ်မှာဘဲဆေးတွေလှိမ့်ထွက်သွားတာကိုမြင်လိုက်ရတဲ့ခဏမှာပဲစိတ်ခနဲဖြစ်သွားစေမဲ့ကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုကျွန်တော်ချက်ချင်းရိပ်မိလိုက်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့စခန်းဆိုင်ရာစခန်းကြီးဘေးစိမ့်စိမ့်ဆောင်သွားပြီဆိုတာကိုညွှန်ပြနေတာပါဒီနေရာဟာတစ်နှစ်ပတ်လုံးတဘာဝဘေးအန္တရာယ်မုန်တိုင်းဆိုးကြီးတွေခက်ခက်ခဲရိုက်ခတ်လေးရှိတဲ့နေရာပါစခန်းကြီးတစ်ခုလုံးဟာလည်းယိုရင်းပျက်စီးနေပြီဖြစ်ပြီးအစောပိုင်းကတိုက်ခတ်သွားတဲ့ငလင်ဆူနာမီကြီးကြောင့်စွမ်းအင်ရီအက်တာကနေရေဒီယိုတက်တိကျွတ်တက်တွေတောင်နည်းနည်းယိုစိမ့်ထွက်ခဲ့ပါသေးတယ်ရေဒီယိုတက်တိကျွတ်ဘေးကနေကာကွယ်ဖို့အတွက်ကျွန်တော်တို့၄ယောက်လုံးဟာတစ်ပတ်မှတစ်ကြိမ်ပဲအိုင်အိုဒင်းရေချိုးခန်းကိုဝင်ခွင့်ရကြတာပါပြင်းထန်လာတဲ့မုန်တိုင်းတွေကြောင့်ကျွန်တော်တို့ရဲ့ရိတ်ခါအားလုံးပျက်စီးကုန်ပါပြီတောက်သုံးရေလုံးဝနီးပါးကုန်သွားတယ်လို့ရေခဲတစ်တာတွေကအစားတောက်တွေလည်းအကုန်နီးပါးပြောင်းတလောက်ဖြစ်နေပါပြီတေမင်းနဲ့ရင်ဆိုင်ရင်အသက်ဆက်ရှင်နိုင်ဖို့အတွက်ကျွန်တော်တို့၄ယောက်ဟာမတေယုံတမဲခနာကိုရဲ့အခြေခံစွမ်းအင်လောက်ပဲရရှိအောင်တနေ့ကိုနင်းနိုင်သမျှနင်းအောင်စားတောက်ခဲ့ကြရပါတယ်ကျွန်တော်တို့ဒီစခန်းမှာပိတ်မိနေခဲ့တာနှစ်နှစ်ပြည့်ခဲ့ပါပြီစီမင်းရဆိုရင်တော့နှစ်နှစ်ပြည့်တိုင်းဝန်ထမ်းအသစ်တွေနဲ့လူလဲပေးရမှာဖြစ်ပေမဲ့အဲ့ဒီအချိန်ကာလသာလွန်မြောက်သွားခဲ့တဲ့အစားထိုးဖို့ဘယ်သူမှရောက်မလာခဲ့ပါဘူးကျွန်တော်တို့မျှော်လင့်ချက်အလင်းရောင်ကင်းမဲ့လူနီးပါးဖြစ်နေချိန်မှာပဲကင်းဆောင်နေရင်းနဲ့ထူးဆန်းတဲ့အရာတစ်ခုကိုကျွန်တော်သတိပြုမိလိုက်ပါတယ်။တင်မောတစီဟာကျွန်တော်တို့စီကိုဖြည်းဖြည်းချင်းချင်းကပ်လာနေတာပါ။ဒါပေမဲ့ထူးဆန်းတာကရေတာပေါ်မှာတော့ဘာမှပြတ်မနေခဲ့ပါဘူး။ဒါဟာလုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ကပ္ပတိန်ကအချက်ပြအရာရှိကိုအဲ့ဒီတင်မောရဲ့မိသူမိဝါဖြစ်ကြောင်းချက်ချင်းအတည်ပြုခိုင်းခဲ့ပေမဲ့အီမီတယောက်ဘလောက်ပဲဆက်သွယ်ခေါ်ယူပါစေ။ဘာတို့ပြန်မှုမှပြန်မရခဲ့ပါဘူး။ဒါဟာကျွန်တော်တို့ကိုလာရောက်ကူညီမဲ့တင်မောများဖြစ်မလားလို့ကျွန်တော်တွေးမိလိုက်ပေမဲ့ကပ္ပတိန်ကတော့လုံးဝမတွန့်ဆုတ်ခဲ့ပါဘူး။အားလုံးတင်မောဝင်းဖျားပေါ်မှာအသင့်ပြင်ထားကြ။ကျွန်တော်တို့ဟာအမြောက်ဆက်ကွင်းတွေကိုချက်ချင်းပြင်ဆင်လိုက်ပြီးအမီမတိတင်မောစီကိုဥတီချိန်ရလိုက်ကြပါတယ်။အဲ့ဒီမျိုးမီမတိတင်မောကတော့